Hello everyone အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့pick up ပိုင်းလေးပေါ့နော်ကြည့်ပေးမှာပဲဖြစ်ပါတယ် pick up ပိုင်းကဘာလေးနဲ့ပေကောင်းစင်လေးနဲ့ကြည့်ပေးချင်တာလဲဆိုတော့ကိုယ့်ရမပေါ့နော်ဆွဲဆောင်မှုကပါလေဒီတစ်ဖက်လူကိုခင်လာအောင်ချစ်လာအောင်ဆွဲဆောင်နိုင်တဲ့အရာပေါ့နော်ကိုယ့်ဘက်ကဘယ်လိုပြောရမလဲ attraction ရှိတဲ့အရာကဘာဖြစ်မလဲပေါ့နော်အဲ့ဒါကိုသိလို့ရှိရင်ကိုယ်အဲ့ဒါကိုပို့ပြီးတော့ပို့ပြီးတော့ကောင်းလာအောင်ပို့ပြီးတော့တော်လာအောင်ပို့ပြီးတော့အဲ့နေရာမှာပေါ့နော်လိုတာတွေဖြည့်နိုင်အောင်လို့အတွက်အဲ့ဒါလေးကိုကြည့်ပေးနေတာပဲဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ attraction ပေါ့နော်ဒီဆွဲဆောင်မှုကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပိုင်းလေးကြည့်ပေးဖို့ရှိပါတယ်ဆိုတော့ point 1 point 2 point 3ပေါ့နော်ပုံမှန်လိုပဲပေါ့နော်ကိုလက်ရှိရောက်နေတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်သို့မဟုတ်ရှင်ကိုအနီးနားမှာရှိတာတကူကြည့်ပြီးနံပါတ်တစ်ခုကိုပဲဖြစ်ဖြစ်ပေါ့နော်1 2 3တဲ့ကအဲ့လိုမျိုးရုပ်တရက်တွေ့ရဲ့နံပါတ်ကိုရွေးလို့ရတယ်လို့ကိုယ်စိတ်ထဲမှာအများကြီးပေါ့နော်ဒီကိုနဲ့ကိုက်ညီမယ်လို့ထင်တဲ့နံပါတ်အဲ့နံပါတ်ကိုလည်းရေးလို့ရပါတယ်1 2 3 point 1 point 2 point 3ဆိုပြီးတော့ကတ်လေးဆွဲပေးမှာပဲဖြစ်ပါရှင် Okay ဆိုတော့ဒီမှာရဲ့ followers လေးတော့ပေါ့နော်ဆွဲဆောင်မှုရှိတဲ့အရာကဘာဖြစ်မလဲpoint 2 point 3 oh my god ကတ်တည်းရွှေရောင်ညီလင်းဖြာထွက်ညတော့မှလာပြီးအလေးနဲ့ပြန်နေဆိုတော့ point 1 point 2 and point 3သုံးကဆွဲပြီးသွားပြီပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်ဆောင်မှာဘာဖြစ်မလဲပေါ့နော် point 1သမားလေးအတွက်ထွက်လာတဲ့ကတ်လေးอ่ะပေါ့နော်ဒီကတ်လေးထွက်လာပါတယ် temperance ဆိုတဲ့ကတ်လေးထွက်လာပါတယ်ဆိုတော့ point 1သမားလေးอ่ะပေါ့နော် physically ဆိုတာတဲ့ point 1သမားလေးရဲ့ဆွဲဆောင်မှုမှာပေါ့နော်စိတ်နေစိတ်ဓာတ်ကဆွဲဆောင်မှုရမ်းရှိရလို့ထင်တယ် point 1နေနဲ့စကားပြောတဲ့ဆိုရှင်ပေါ့နော်လူတွေကစိတ်အေးချမ်းမှုရတယ်ဘယ်လိုပြောရမလဲစိတ်ချမ်းသာမှုရတယ်ပြီးသွားလို့ရှိရင် healing ဖြစ်တဲ့ energy တကူကဖိုင်ဝမ်သမားတွေမှာရှိနေတယ်ဒီတစ်ဖက်လူကိုပေါ့နော်အဲ့လိုမျိုးစိတ်ကိုအေးချမ်းစေရဲ့ energy ကတော်တော်လေးကိုပေးစမ်းနိုင်တဲ့ရှိရပေါ့နော်ဒီတစ်ဖက်လူအရန်စိတ်ညစ်နေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့ကောင်းမွန်တဲ့စကားကိုပြောပေးနိုင်တဲ့လူတစ်ယောက်လို့ထင်တယ်ဖိုင်ဝမ်နေရပေါ့နော် physically တဲ့သူတို့ရမှာဒီစိတ်ကပေါ့နော်လှပြီးတော့အဲ့ဒါကဆွဲဆောင်မှုတခုဖြစ်နေတာတိလားဟိုတစ်ဖက်လူကိုစိတ်အလှကိုမြင်အောင်လုပ်နေလို့ရှိရင်ပေါ့နော်တစ်ဖက်လူကကိုမြင်မြင်ဆဲဆဲအဲ့လိုမျိုးသဘောကျလာမယ်ချစ်လာမယ်ဆိုတော့ပုံစံမျိုးလိုမြင်ရတယ်ပြီးတော့လို့ရှိရင်ဘာလို့ထပ်ပြီးတော့မြင်ရသေးလဲဆိုတော့ဒီဖိုင်ဝမ်သမားလေးကပေါ့နော်နည်းနည်းအဲ့လိုမျိုးသူတို့နဲ့ထိရနေဆေးဖြစ်တယ်လို့မျိုးပဲအဲ့လိုမျိုးနေမကောင်းတဲ့လူတွေပါတယ်ကိုနဲ့ရှောက်လေတယ်လို့ရှိရင်ပို့ပြီးတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲenergy တက်လာပြီးတော့ပေါ့နော်ပို့ပြီးတော့ဒီကျမ်းမာလာတဲ့ပုံစံမျိုးလေးအဲ့လိုမျိုးလေးမြင်ရတယ်ဖိုင်ဝမ်သမားရဲ့မှာဒါကတော့ဘယ်လိုပြောရမလဲကုတုကန်လို့ခေါ်မလားပေါ့နော်အဲ့လိုအရာလေးကိုလည်းမြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကလည်းပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲဆွဲဆောင်မှုတစ်ဖက်လူရဲ့စိတ်ကောလူကိုလန်းဆန်းစီရဲ့ဆွဲဆောင်မှုပေါ့နော်အဲ့ဒီဟာလေးက or အရန်ကောင်းနေဒီမှာကြည့်လို့ရှိရင်ပေါ့နော်ဒီဟာလေးအရန်ဖိုင်ဝမ်သမားလေးရာပေါ့နော်အဲ့လိုမျိုးတိတ်ပြီးတော့ကိုယ့်ရဲ့ဆွဲဆောင်မှုပို့ပြီးတော့တိုးလောင်လုပ်ဆရာမလို့ဘာလို့လဲဆိုတော့တစ်ဖက်လူနဲ့အချိန်မဲလို့တစ်ဖက်လူနဲ့ပေါ့နော်အဲ့လိုမျိုးစကားကောင်းကောင်းပြောတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကောင်းမွန်တဲ့အချိန်တွေတူကုံဆိုးလိုက်ရင်တစ်ဖက်လူတွေကအမြဲပေါ့နော်တခြားလူတွေကအဲ့လိုကိုယ့်ရဲ့မှာဟိုဆွဲဆောင်တာခဲကိုခင်မှုချစ်ဖို့တော့ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ true တလေလုပ်ဆရာတော့မလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောရမလဲဒီအချိန်လေးပေါ့နော်ချိန်လေးခဏကိုနဲ့အဲ့လိုပေါင်းသစ်ဆက်ဆံကြည့်လိုက်တာနဲ့ကိုကိုအဲ့လိုမျိုးခင်လာတယ်ချစ်လာတယ်ဆိုတော့ပုံစံမျိုးမြင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ရင်းကိုမြင်ရလို့ရှိရင်ဟိုအရန်ချစ်ကြတာပေါ့နော်အဲ့လိုမျိုးလည်းမြင်ရတယ်ဆိုတော့ဖိုင်ဝမ်သမားလေးရဲ့ဆွဲဆောင်မှုကပြောရမယ်ဆိုရှင်အရန်ကောင်းနေပေါ့နော်စိတ်ထားလေးပေါ့လို့ပြောလို့ရပါတယ်နောက်ဖိုင်တူသမားလေးအတွက်ဖိုင်တူသမားလေးရဲ့အတွက်လားဖိုင်တူသမားလေးရဲ့ကက်ကလေးရဲ့ဒီကက်လေးထွက်လာရပေါ့နော်ဖိုင်တူသမားလေးရဆွဲဆောင်မှုရှိရဖိုင်တူသမားလေးရကြတော့နည်းနည်းပြောရခက်တယ်ဖိုင်တူသမားလေးရလေဒီဆွဲဆောင်မှုကဒီနှစ်ခုရှိနေရမျိုးမြင်ရတယ်တခုကကြတော့အဲ့လိုမျိုးဒီဆုံးဖြတ်ချက်တွေချတဲ့အချိန်မျိုးမှာ decision တွေချတဲ့အချိန်မျိုးမှာတစ်ဖက်လူကအဲ့လိုမျိုးတခြားလူတွေကပေါ့နော်အဲ့လိုကိုချတဲ့ decision တွေကိုတွေးခေါ်ပုံကြိုက်တယ်အဲ့လိုမျိုးဘယ်လိုပြောရမလဲ
ဒီကိုယ့်ရဲ့ညံရင်ပေါ့နော်ဟိုချိန်တဲ့ပုံစံမျိုးလေးမှာတခုရှိရဲ့နောက်တစ်ခုကကြတော့ body စိတ်ပိုင်းမှာဆိုလို့ရှင်ကိုကပေါ့နော်အဲ့လိုမျိုးအဲ့လိုဒီ main ကလေးဆိုလို့ရှိရင်လည်းနောက်ကကြည့်လို့ရှိရင်စပင်လေးပဲဖြစ်ဖြစ်ပေါ့နော်ကြောလေးပဲဖြစ်အဲ့လိုမျိုးနောက်ကကြည့်အရန်လှရပုံစံမျိုးယောက်ျားလေးဆိုလို့ရှိရင်လည်းကြောပြင်ကျဲရမျိုးအဲ့လိုမျိုးနဲ့ဆွဲဆောင်မှုလည်းတစ်ခုရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆွဲဆောင်မှုနှစ်ခုရှိရဲပို့ပြီးတော့ဒီဆွဲဆောင်မှုပို့ပြီးတော့တေချာသွားအောင်တော့တကက်ထပ်ပြီးတော့ဆွဲပေးမယ်ပေါ့နော်ဖိုက်တူသမားလေးအတွက်ဖိုက်တူသမားလေးရဲ့ Emperor ဆိုတဲ့ကတ်ကိုလည်းထွက်လာတယ်ဆိုတော့ဖိုက်တူသမားလေးဒီရဲ့ဆွဲဆောင်မှုကပေါ့နော်အဲ့လိုစောစောကပြောသလိုပဲဆုံးဖြတ်ချက်တွေချတဲ့အချိန်မျိုးမှာနောက်မို့လို့ရှိရင်ကိုကပေါ့နော်ကိုဆုံးဖြတ်ထားတဲ့အရာတစ်ခုလောက်သွားတဲ့အချိန်မျိုးမှာအရန်ဘယ်လိုပြောရမလဲ Emperor energy ကွာတိလာဟိုလိုမျိုး King တို့ Queen တို့ energy ထွက်တဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာလူတွေကအရန်ဆွဲဆောင်ခံရတယ်ကိုရဲ့ဆွဲဆောင်မှုကိုအဲ့လိုမျိုးဟိုပြက်ပြက်တသားလောက်တဲ့အချိန်မျိုးမှာကိုကအရန်ပြက်သားရဲဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဒီမှာပေါ့နော်လို့ပိုင်းတူသမားလေးတွေကဘာလို့တွေ့ရလဲဆိုတော့သူတို့ကအဲ့လိုစိတ်ကတိတ်ပြီးတော့မပြတ်တာကိုဆက်စားကြမှာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ social set တခုချလိုက်တာနဲ့အဲ့ social set အတိုင်းကိုပဲမရအောင်ဖြစ်အောင်လုပ်တဲ့လူမျိုးလို့မြင်ရတယ်ဆိုတော့ဒီအဲ့ဟာကပေါ့နော်တခြားလူတွေစီမှာသွားပြီးတော့ဆွဲဆောင်မှုအရန်ရှိတဲ့ပုံစံမျိုးမြင်ရတယ်ဒီဘယ်လိုပြောရမလဲအရန်ပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်လည်းအရန်ယောက်ျားဆန်တဲ့ energy ကအဲ့ဒီမှာရပြီးတော့ main ကလေးဆိုလို့ရှိရင်လည်းအရန်ကိုမှဘယ်လိုပြောရမလဲဒီပေါ့နော် classes ဖြစ်တဲ့ပေါ့နော်အစင်တန်းမြင့်တဲ့ပုံစံမျိုးလေးထွက်သွားတာမျိုးမြင်ရတယ်အဲ့လိုအချိန်မျိုးကကိုယ့်အတွက်ဒီဆွဲဆောင်မှုအရှိဆုံးအရာလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဖိုက်တူသမားလေးတွေအတွက်ကတော့ဒီပေါ့နော်decision လုပ်တဲ့အချိန်မျိုးမှာကိုကအဲ့လိုမျိုးတခုခုခေါင်းဆောင်ပြီးလုပ်ရတဲ့အလုပ်မျိုးတွေမှာပေါ့နော်လုပ်မယ်ဆိုလို့ရှိရင်လူရဲ့ချစ်ချင်းခံရပြီးတော့ကိုယ့်ရဲ့ဆက်ဆောင်မှုကလည်းအများကြီးတက်လာတဲ့ပုံစံမျိုးမြင်ရတယ်ဆိုတော့ကိုက leadership position တွေပါပေါ့နော်အဲ့လိုလုပ်မယ်ဆိုရှင်ကိုယ့်ရဲ့အောက်ကလူတွေအောက်လက်ငယ်သားလို့ခေါ်လာအပေါင်းတင်နေမိတ်ဆွေတွေကအရန်ကိုဆက်ဆောင်မှုရှိရလို့ထင်ကြရပေါ့နော်အဲ့လိုမျိုးမြင်ရတယ်ဆိုတော့ယူကြပါ leadership position ကိုဆိုတော့နောက်ဆုံးတစ်ခါပိုက်တွေးသမားလေးတွေပိုင်း3သမားတွေတက်ကောင်း my gosh the lover ဆိုရဲကထွက်လာပိုင်း3သမားတွေကဘာမှစူးစမ်းစရာမလိုစမ်းပွင့်တာအရန်ပဲပေါ့နော်အချစ်ခံရတဲ့ type ပေါ့နော်ဆိုတော့ဘာမှတော့သိပြီးပြောစရာမလိုဘာသိပြောစရာမလိုအချစ်ခံရတဲ့ type ပေါ့နော်သူတို့ရဲ့မှဘယ်လိုပြောမလဲ physical ဆွဲဆောင်မှုကပေါ့နော် physical မှာလည်းရှိသလိုဒီပေါ့နော် mental ဘိုင်းမှာသူတို့ရဲ့စိတ်နေစိတ်ထားဘိုင်းမှာလည်းပေါ့နော် character ဘိုင်းလို့ခေါ်မှာအဲ့မှာလည်းတော့ပြောရှိရပုံစံမျိုးမှမြင်ရအထူးသဖြင့် physical ပေါ့နော်ယောက်ျားလေးဆိုရှင်လေ body လှမလားကိုယ့်ရဲ့ပေါ့နော် weight ပုံစားပုံနေပုံထိုင်ပုံကကိုယ့်ရဲ့ဒီ body type နဲ့တွားပြီးတော့ဘယ်လိုပြောရမလဲဒီလိုက်ပြီးတော့ပေါ့လိုက်ဖက်ပြီးတော့ပေါ့နော်ဒီတိုင်းနေကိုဆွဲဆောင်မှုရှိရမျိုး main ကလေးဆိုလည်းအဲ့လိုအတူတူပဲ body type ကကွာအဲ့လိုဒီဖိုင်သွေးသမားလေးတခုပြောချင်တာကပေါ့နော်အဲ့လိုကို့မှာအဲ့လို body နဲ့ပတ်သက်ပြီး insecurity ရှိရဆိုမရှိနေပေါ့နော်ကို body type ကကိုယ်တိုင်မှမကောင်းနိုင်မြင်ရတယ်တခြားလူတွေကကောင်းအောင်မြင်ရတယ်ဆိုတဲ့ပုံစံမျိုးမြင်ရတယ်ဒီမှာပေါ့နော် main ကလေးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုယ့်ရဲ့ပုံစံလေးကပေါ့နော်ချစ်ဖို့ကောင်းတာမျိုးခင်မှုကောင်းတာမျိုးဆွဲဆောင်မှုရှိနေတာမျိုးလို့လူဆိုကတော့ perfect မဖြစ်ဘူးကွာ perfect မဖြစ်တဲ့အဲမှာမှ perfect မဖြစ်တဲ့ပုံစံကွာဆွဲဆောင်မှုရှိရတယ်ဘိုက်သွေးသမားတွေပေါ့နော်ဆိုတော့တိတ်ပြီးတော့စိတ်မပူနဲ့ဘိုက်သွေးသမားတွေကဆန်းရှိရယ်စရအဆန်းရှိရပေါ့နော်တကယ်လို့ဆန်းမပွင့်သေးရင်လည်းဒါဒီဘယ်လိုပြောရမလဲအချိန်မတန်သေးလို့ပဲမှတ်ထားပေါ့နော်ပွင့်ဆန်းပွင့်လာတဲ့အချိန်ကြောက်လို့ရှိရင်အရန်ကိုအချစ်ခံရမှာဒီဘိုက်သွေးသမားတွေမှာပေါ့နော်လိုမျိုးဘယ်လိုပြောရမလဲcelebrity လိုမျိုးတွေတောင်ပါမယ်လို့ထင်တယ်ဘိုင်းသွေးရဲ့သူတွေထဲမှာပေါ့နော်ဖြစ်လာမဲ့လူမျိုးတွေတို့မဟုတ်လို့ရှိရင်ဖြစ်ပြီးသားလူမျိုးတွေတို့ချစ်ခံရတဲ့လူမျိုးတွေတို့ပေါ့နော်အဲ့လိုမျိုးလေးပါတယ် relationship မှာချစ်ခံရတဲ့လူမျိုးအဲ့လိုမျိုးတွေပါတယ်ဆက်ဆောင်မှုရှိရယ်ဆိုတော့ဘာဆက်ဆောင်မှုလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုပေါ့နော်ဒါကတော့ဘိုင်းသွေးသမားတွေအတွက်ဆိုတော့ pirate ဒီနေ့တော့ဒီလောက်ပါပဲဖိုင်ဝမ်သမားလေးဖိုင်တူသမားလေးဖိုင်တူသမားလေးအကုန်လုံးပေါ့နော်လိုမျိုးပို့ပြီးဆက်ဆောင်မှုရှိလာပြီးတော့ပို့ပြီးအချိန်ခံပါသူပို့ပြီးတော့တခြားလူတွေရဲ့ကျင်နာမှုတွေအများကြီးရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးဘိုင်ဘိုင်